cinematic လက်တယ်ပါလားမိုက်လိုက်ကာလာလေးကတော်မိုက်တာပဲအိုးဟော်ကြီးရှေကြီးဒါလက်ဒီလက်တွေကိုငါရဲ့ဗီဒီယိုတွေမှာထည့်သုံးလိုက်ရင်တော့ဟိုကရှေပဲဘာဖြစ်တာတော့သူပြထားတဲ့အတိုင်းလည်းမဟုတ် What's up guys အဲ့ဒီပါဆိုတော့ဒီလိုမျိုးပြဿနာကြုံမှုကြလားမသိဆိုတော့ကျွန်တော်ကိုယ်တိုင်ကတော့ဗီဒီယို edit စလုပ်တော့အချိန်တွေရောငွေတွေရောကုန်ပြီးတော့ကျွန်တော်အဲ့ပြဿနာတော်တော်လေးကြုံခဲ့ရတယ်ပေါ့နော်ဆိုတော့အဲ့ပြဿနာမဖြစ်အောင်ဘယ်လိုမျိုးလုပ်လို့ရလဲဘယ်လိုမျိုးပြင်ရမလဲဆိုတာကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာပြပြပေးသွားပါမယ်ခင်ဗျအရင်ဆုံးကျွန်တော်တို့က Premiere Pro ရဲ့ Color Panel တွေကိုသွားမယ်ပြီးရင်ကို Color Correction လုပ်ချင်တဲ့ Video Clip ရဲ့အပေါ်မှာကျွန်တော်က Adjustment Layer လေးတင်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ Adjustment Layer တွေကို Red 709 LED ကိုလာပြီးထည့်ပေးရမှာပေါ့နော်ဆိုတော့ဘယ်လိုထည့်ရမလဲဆိုရင်ကျွန်တော်တို့ဒီ Import LED ဆိုတဲ့နေရာမှာကို down ထားတဲ့ Red 709 LED လေးကိုလာပြီးတော့ထည့်ပေးလိုက်ရမှာပဲဆိုတော့ Red 709 LED ဆိုတာကကျွန်တော်ခုနကပြောခဲ့တဲ့ Cinematic LED တွေနဲ့ဘာကွာသွားရလဲဆိုရင်သူကကြတော့ကျွန်တော်ခုနကအယောင်ဖွယ်ဖွယ်ကြီးဖြစ်နေတဲ့ log footage တွေကိုကျွန်တော်အပြင်မှာမြင်ခဲ့ရတဲ့တဘာဝတိုင်းအနည်းဆက်ဆုံးပေါ့နော်ကာလာကိုရောက်သွားအောင်ကျွန်တော်ပြောင်းပေးတဲ့ LED ပေါ့အဲ့ဒါကကိုရိုက်ခဲ့တဲ့ camera brand ပေါ့နော် Sony Canon Lumix ပေါ့နော်ဒီ official website တွေမှာကျွန်တော်ချပေးထားတဲ့ LED တွေရှိရဲဆိုတော့ conversion Red 709 LED တွေပေါ့အဲ့ LED ကိုကျွန်တော်သွားတောင်းပြီးတော့ထည့်ပေးလိုက်ရမှာပဲဆိုတော့ color correction လုပ်ဖို့အတွက်ပထမဆုံးအဆင့်ကကျွန်တော် exposure အလင်းအမောင်ချိန်ကြီးရမှာပေါ့နော်ဆိုတော့ဒီ light ရဲ့အောက်က properties လေးတွေကိုကျွန်တော်က adjust လုပ်ပြီးတော့ exposure အလင်းအမောင်ချိန်ကြီးလို့ရပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်လုပ်လို့ရှိတဲ့အမှားကိုယ့်ရဲ့မျက်လုံးနဲ့ပဲကျွန်တော်က exposure အလင်းအမောင်ချိန်လိုက်တာပေါ့နော်ဆိုတော့ဘယ်လောက်လင်းလဲဘယ်လောက်မှောင်လဲဆိုတော့ဒီမှာ adjust လေးလုပ်ပြီးတော့ကိုယ်စိတ်ကြိုက်ချိန်နေဒီမှာပြဿနာဘာဖြစ်သွားလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ screen မှာကြည့်လို့တော့ကောင်းတယ်ဆိုပေမဲ့တခြား device တွေတခြား laptop တွေ screen တွေပေါ်ရောက်သွားတဲ့အခါမှာအရန်လင်းလွန်းတာတွေအရန်မှောင်လွန်းတာမျိုးဖြစ်သွားတတ်တယ်ပေါ့နော်ဆိုတော့ဒီပြဿနာမျိုးကိုမဖြစ်အောင်ကျွန်တော်ဒီဘက်က wave form ကိုကြည့်ပြီးတော့မှချိန်ပါမယ်ဒီ wave form ကိုဘယ်လိုကြည့်ရမလဲဆိုရင်အကြမ်းမြင်အားဖြင့်ဒီ wave form မှာ highlight midtone shadow ဆိုပြီးတော့မှအပိုင်း၃ပိုင်းအနေနဲ့ခွဲပြီးတော့ကျွန်တော်မှတ်ထားလို့ရတယ်ဆိုတော့ဒီ wave form ဆိုတာကကျွန်တော်တို့ရဲ့ပုံရိပ်ကိုလှိုင်းအနေနဲ့ပြပေးတာပေါ့နော်ဆိုတော့ဒီ line တွေရဲ့အပေါ်ပိုင်းထိပ်ပိုင်းလေးတွေကိုကြတော့ကျွန်တော်တို့က highlight လို့ပြောလို့ရတယ်လင်းလုံးတဲ့နေရာတွေပေါ့နော်အလင်းဆုံးရှိတဲ့နေရာပုံရိပ်ရဲ့ကျွန်တော်တို့အလင်းဆုံးနေရာကိုကျွန်တော်တို့က highlight လို့ခေါ်တယ်ကျွန်တော်တို့ဒီအောက်ဆုံးအောက်ခြေပြားလေးတွေကကြတော့ကျွန်တော်တို့ shadow လို့ခေါ်တယ်ဒါကကြတော့ video မှာအမှောင်ဆုံးရှိနိုင်တဲ့နေရာတွေပေါ့နော်ဆိုတော့အလဲက body ကကြတော့ mid tone ကျွန်တော်တို့ရဲ့ skin tone ကိုကျွန်တော်တို့ကအဓိကပြပေးတာပါဆိုတော့ဒီဘက်ဘေးမှာကြတော့ကဏ္ဍလေးတွေရှိတယ်အဲ့ကဏ္ဍလေးတွေကိုကြတော့ကျွန်တော် IRE scale လို့ခေါ်တယ်ဆိုတော့ဒီ scale လေးတွေပါတဲ့အတွက်ကြောင့်ကျွန်တော်တို့က exposure ကိုတိတိကျကျချိန်လို့ရတယ်ခုနလိုမျိုးကျွန်တော် device ပေါင်းစုံမှာအယောင်ပေါင်းစုံကျွန်တော်တို့အလင်းမှောင်ပေါင်းစုံထွက်နေတာမျိုးတွေမဖြစ်အောင်ဆိုတော့ဒီကဏ္ဍလေးတွေကိုကြည့်ပြီးတော့ချိန်နေဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့မှမှန်ကန်တယ်ပို့ပြီးတော့မှတိကျတယ်ဆိုတော့ဒီမှာကျွန်တော် standard ကဏ္ဍလေးရှိရပေါ့နော်ကျွန်တော်တို့ highlight ကကြတော့80ကနေပြီးတော့90အတွင်းမှာရှိရမယ်ကျွန်တော်တို့ shadow ကကြတော့20ကနေပြီးတော့0အတွင်းပေါ့နော်ဆိုတော့ဂျားတွေကအပိုင်းကကြတော့20ကနေ70ကကြတော့ကျွန်တော်တို့ mid tone skin tone ရှိရဆိုရင်ဒီ wave form တွေကမျှတစွာကျွန်တော်တို့ balance ဖြစ်ပြီးတော့ရှိနေတယ်ဆိုလို့ရှိရင်ဒါ exposure မှန်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ high key low key ပုံရိပ်ပေါ်မှာမူတည်ပြီးတော့ wave form ကကျွန်တော်တို့အများစုကကျွန်တော်တို့အောက်ပိုင်းရောက်နေတာမျိုးတွေအပေါ်ပိုင်းရောက်နေတာမျိုးတွေဒါမျိုးတွေရှိတတ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ exposure အပေါ်ကိုလုံးဝဒီလိုကြီးကတ်နေတာမျိုးတွေအောက်ကိုလုံးဝပုံသွားပြီးတော့ပုံပြီးတော့ကတ်နေတာမျိုးတွေဆိုလို့ရှိရင်ဒါလုံးဝမှားတယ်လို့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ exposure လေးချိန်ကြည့်အောင်ပါဆိုတော့ဒါဆိုလို့ရှိရင်ဒါ exposure မှန်တဲ့အနေအထားကိုရောက်သွားပြီပေါ့နော်ဆိုတော့နောက်တစ်မျိုးကျွန်တော် exposure ကိုဘယ်လို check လို့ရသေးလဲဆိုရင်ကျွန်တော်တို့ပုံရိပ်မှာမှောင်တဲ့နေရာ shadow ကျတဲ့နေရာပေါ့နော်အခုဒီမှာဆိုရင်ကျွန်တော်လွယ်အိတ်ပေါ့ဒီလွယ်အိတ်ကကျွန်တော်တို့ texture ကြီးလုံးဝပျောက်သွားလောက်အောင်မှောင်နေပြီဆိုရင်ဒါ under expose ဖြစ်နေလို့ပြောလို့ရတယ်ကျွန်တော်တို့ဒီမှာလုံးဝကျွန်တော်တို့ဟိုဟာဖြစ်သွားအောင်ကျွန်တော်တို့မှောင်အောင်ပေါ့နော်မှောင်အောင်ကျွန်တော်ချလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလွယ်အိတ်မှာ texture တွေကိုမမြင်ရတော့ဘူးတော်တော်ကြီးမှောင်သွားပြီပေါ့နော်ဆိုတော့ဒါဆိုရင်ဒါ under expose ဖြစ်တယ်လို့ပြောလို့ရတယ်ဆိုတော့လင်းတဲ့နေရာကျွန်တော်ကောင်းကင်နေပေါ့ဒီကောင်းကင်နေရာလေးလင်းလွန်းတအားလင်းလွန်းနေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ over expose ဖြစ်သွားတာပေါ့နော်ဆိုတော့ texture တွေပျောက်သွားလောက်အောင်လင်းလုံးမှောင်လုံးတာမျိုးတွေဖြစ်တဲ့ solution လဲဒါ exposure မမှန်ဘူးလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ exposure မှန်သွားပြီဆိုရင်ကျွန်တော်ကနောက်တစ်ဆင့်အနေနဲ့ white balance ချိန်ကြည့်ရပါမယ်ဆိုတော့ white balance ဆိုတာကကြတော့ video တစ်ပုဒ်ကဘယ်လောက်ပြလဲဘယ်လောက်ဝါလဲဆိုတဲ့ Kelvin ကိုချိန်တာပေါ့နော်ကျွန်တော်အဲ့ဒါကကြတော့ camera ကနေရိုက်လာတဲ့
camera ရဲ့ setting မှာ white balance မှန်မှကျွန်တော်တို့ဒီမှာချိန်တဲ့ခါကြလို့ရှိရင်အဆင်ပြေတာပေါ့နော်အဲ့လိုမမှန်ဘူးဆိုလို့ရှိရင်နောက်တနည်းနဲ့ကျွန်တော်တို့ချိန်ရတာပေါ့နော်ဆိုတော့ဘယ်လိုချိန်ရမလဲဆိုတော့ကျွန်တော်ပြပေးပါမယ်အရင်ဆုံးကျွန်တော်တို့ဒါက white balance အမှန်နဲ့ရိုက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘယ်လိုမျိုးချိန်ရမလဲဆိုရင်တော့လွယ်တယ်ဒီ white balance ဆိုတဲ့စာလေးပြီးမှကျွန်တော်တို့ color picker eye dropper လေးပေါ့နော်အဲ့ဒါလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့ video ရဲ့ pure white အရာဖြစ်နိုင်ဆုံးနေရာပေါ့နော် pure white အဖြစ်ဆုံးနေရာမှာကျွန်တော်တို့ကသွားထောက်လိုက်အောင်မယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီ Baska ပေါ့နော် Baska ရဲ့ဒီ shutter bus ရဲ့ဒီဟိုဟာလေးကို shutter bus ကိုကျွန်တော်ထောက်လိုက်ပြီဆိုလို့ရှိရင်သူကနေသူ auto adjust လုပ်ပြီးသွားတယ်ပေါ့နော် white balance ကိုဒါကကျွန်တော်ညနေဆောင်မှာရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးหนีနေတာပေါ့နော်ဆိုတော့ camera က white balance ဒီလိုအမှန်နဲ့ရိုက်ခဲ့ရဆိုရင်တော့ဘာမှသိလို့စရာမလိုလွယ်တယ်အဲ့လိုမရိုက်ခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ white balance ကိုလည်းကျွန်တော်က scope ကြည့်ပြီးချိန်လို့ရတယ်ဘယ် scope ကိုကြည့်ရမလဲဆိုရင်ကျွန်တော်တို့ဒီ RGB parade scope ကိုကြည့်မယ်ဒီကောင်လေးကိုကျွန်တော်ပိတ်လိုက် waveform ပိတ်လိုက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ RGB အယောင်၃ခုလုံးကကျွန်တော်တို့တစ်ခုနဲ့တစ်ခုက balance မျှနေတယ်ဆိုလို့ရှိရင်ဒါ white balance မှန်ပြီလို့ပြောလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ RGB ၃ခုလုံးကတစ်ခုနဲ့တစ်ခုကကျွန်တော်တို့တအား difference ဖြစ်နေတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့color မမှန်ဘူးပေါ့နော် white balance မမှန်ဘူးလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်ခုနကပြောခဲ့တဲ့ eye dropper လေးနဲ့ကျွန်တော် camera setting အမှန်ရိုက်ခဲ့တယ်ဆိုလို့ရှိရင်တော့ color ချိန်ရတာဘယ် white balance ချိန်ရတာပိုလွယ်တယ်ဆိုတော့ camera setting ကမမှန်ခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ RGB periscope ကိုဖွင့်ပြီးလို့ရှိရင်ဒီမှာအဖြူအများဆုံးဖြစ်နိုင်မယ့်နေရာကိုကျွန်တော်တို့က mask လုပ်ပြီးရတဲ့အဲ့ဒီရဲ့အဖြူကိုကျွန်တော်တို့ကlumetric scope မှာတွားပြီးတော့ကြည့်ပြီးတော့မှကျွန်တော်တို့ကအဖြူဖြစ်နိုင်ဆုံးဖြစ်အောင်ကျွန်တော်တို့ကပြန်ပြီးတော့ချိန်ရမှာပေါ့နော်ဒါကကြတော့ white balance မှန်မှန်နဲ့ကျွန်တော်တို့ camera setting မှာ white balance မှန်မှန်နဲ့ရိုက်ခဲ့တဲ့ footage တွေဆိုလို့ရှိရင်တော့အဲ့လိုမျိုးချိန်ရတယ် white balance မှန်ခဲ့တယ်ဆိုလို့ရှိရင်တော့ခုန color picker လေးနဲ့ပဲကျွန်တော် eye dropper လေးနဲ့ပဲကျွန်တော်တစ်ချက်ထောက်လိုက်ရုံနဲ့ white balance ကညီသွားတယ်ပေါ့နော်အဲ့လိုမဟုတ်လေကျွန်တော်တို့ခုနက white balance ကိုပဲဒီ eye dropper လေးကိုပဲကျွန်တော်အဖြူဖြစ်နိုင်ဆုံးနေရာလေးမှာထောက်ပြီးရင်ကျွန်တော်တို့ဒီက temperature လေးကိုကျွန်တော်တို့အတိုး shot လေးလုပ်ပြီးပေါ့နော်ဆိုတော့ဒီလိုလေးအတိုး shot လုပ်ပြီးတော့ဘယ်လောက်ဆိုလို့ရှိရင်တော့ white အဖြူရောင်ကအဖြူဖြစ်နိုင်အဖြူနဲ့အနည်းဆက်ဆုံးတူမလဲပေါ့အဲ့လိုမျိုးလေးကျွန်တော်ချိန်နေဆိုလို့ရှိရင်လည်းဒါက white balance မှန်နိုင်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်ကျွန်တော်တို့ကဒီ on set ပေါ်မှာဆိုလို့ရှိရင်လေကျွန်တော်တို့ gray cut တို့ color cut တို့အဲ့ဒါမျိုးလေးတွေ့ဘူးလိမ့်မယ်ဆိုတော့အဲ့ဒါလေးတွေထောင်းနေဆိုတော့အဲ့ဒါလေးတွေရှိရဆိုလို့ရှိရင်ကျွန်တော်ခုန eye dropper လေးနဲ့ကျွန်တော်ထောက်လိုက်တာနဲ့ color white balance ကတခါတည်းမှန်သွားအောင်ပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော် color correction မှန်သွားပြီဖြစ်တဲ့အတွက်ကြောင့်ခုနက lag တွေကိုကျွန်တော်တို့ထည့်လို့ရပြီပေါ့နော်ဆိုတော့ဘယ်လိုမျိုးထည့်ရမလဲဆိုရင်ကျွန်တော်ဒီ creative tab မှာဒီ look ဆိုတဲ့နေရာမှာကျွန်တော်တို့ကိုယ်မှာ down ထားတဲ့ lag တွေရှိရဆိုလဲ browse နေပြီးတော့ကျွန်တော်ထည့်လို့ရတယ်အဲ့လိုမရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ preset တွေသုံးလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီကောင်လေးသုံးမယ်ဒီကောင်လေးကိုသုံးမယ်ပေါ့နော်ဆိုတော့ဘာလို့ဒီ creative tab ကိုသုံးတာလဲဆိုရင်တော့ဒီအောက်မှာ industry ချိန်လို့ရတယ်ပေါ့နော်ဆိုတော့ဒီကောင်ဆိုရင်တအားများတယ်ကျွန်တော် industry လေးကိုနည်းနည်းလေး short ပြီးတော့ချိန်မိလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ blend ဖြစ်သွားတယ်ကျွန်တော်တို့ကြည့်ရအဆင်ပြေသွားတယ်ပေါ့နော်တော့ကိုလိုချင်တဲ့အနေအထားလောက်ပေါ့ဘယ် color လောက်အဆင်ပြေမလဲပေါ့နော်အဲ့လိုလေးချိန်လို့ရတာကျွန်တော် color correction ဒါက grade လုပ်ပြီးသားပေါ့ color grade လုပ်ထားတဲ့ပုံစံထွက်သွားတာပေါ့နော်ဆိုတော့ဒါကတော့ move and tone ပေါ်မှာမူတည်ပြီးတော့ဒါကိုယ့်ရဲ့ creative choice နဲ့ကိုကျွန်တော်ဒီမှာ color wheel နဲ့ထပ်ပြီးတော့ချိန်လို့ရတယ်ဘယ်လောက်ထပ်သွားချင်တာလဲပေါ့နော်ဘယ်လောက်ကျွန်တော်တို့ဟွာချင်တာလဲဘယ်လောက်ကျွန်တော်တို့ shadow တွေကိုပြချင်တာလဲပေါ့နော်ပြီးတော့အလင်းမောင်လည်းထပ်ပြီးတော့ချိန်လို့ရတယ်tint balance တင်ကျွန်တော်ဒီမှာထပ်ချိန်လို့ရမယ်နော်ဘယ်လိုမျိုးလဲဘယ်လိုလုပ်ချင်တာလဲပေါ့နော်ကိုယ့်ရဲ့ဒါ creative choice ပေါ်မှာကိုမူတည်ပြီးတော့ကျွန်တော်တို့ဒီ creative ဆိုတဲ့ panel မှာလည်းချိန်လို့ရတယ်ဒီအောက်က color wheel match ဆိုတဲ့နေရာတွေမှာလည်းချိန်လို့ရတယ်color grading အကြောင်းထပ်ပြီးတော့နောက်ထပ်ဗီဒီယိုနဲ့ကျွန်တော်ထပ်ပြီးတော့ပြပြမယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးခဲ့ပါဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်မတူညီတဲ့ tips and trick တွေနဲ့အတူပြန်ပြီးတော့မှဆုံတွေ့ကြပါမယ်ခင်ဗျကျေးဇူးတင်ပါတယ်စီမီကြပါစေနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျ